လူပေါင်း100ကျော်ရှိတဲ့ရွာတစ်ရွာလုံးအိမ်တွေပစ္စည်းတွေခြေရလက်ရမပြတ်ရှိနေပြီမဲ့လူအားလုံးတပြိုင်နက်တည်းပျောက်ဆုံးသွားခဲ့တဲ့ကမ္ဘာဖြစ်ရဆုံးဖြစ်ရတစ်ခုအကြောင်းကျွန်တော်ဒီနေ့ပြောပြပေးပါမယ်1589ခုနှစ်မှာဗြိတိန်လူမျိုး115ယောက်ဟာအမေရိကန်က Roanoke ဆိုတဲ့ကျွန်းလေးပေါ်မှာမြို့တစ်တဲပြီးတော့ခြေချနေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့ရိတ်ခါပြက်လက်ပြီးအခက်အခဲဖြစ်လာလို့ရွာလူကြီး John White ကဗြိတိန်နိုင်ငံနဲ့ကူညီတောင်းဖို့ခဏပြန်ခဲ့ရပါတယ်စစ်ပွဲတွေကြောင့်လူကြီးဟာကျွန်းကိုချက်ချင်းပြန်မြောက်လာနိုင်ပဲ3နှစ်ကြာမှပြန်ရောက်လာနိုင်ခဲ့ပါတယ်သူကျွန်းပေါ်ခြေချလိုက်တဲ့အခါမှာတော့တကြုံလုံးတိတ်ဆိတ်ခြောက်ကပ်ပြီးတော့လူတန်းဆိုရင်ဘာမှမကြားရတော့ပါဘူးပိုပြီးအံ့ဘောကောင်းတာတိုက်ခိုက်ခံရတဲ့လက္ခဏာလည်းတစုံတစ်ခုမှမရှိပဲလူသားတွေအားလုံးပျောက်ရှင်းမလားပျောက်ဆုံးနေခဲ့တာပါသူတို့ခြံထားခဲ့တာဆိုလို့တစ်ပင်ပေါ်မှာထွင်းထူထားတဲ့ကရတွန်ဆိုတဲ့ထူးဆန်းတဲ့စလုံးတစ်လုံးနဲ့ပါဒါဟာအနီးနားကတိုင်းရင်းသားလူမျိုးစုတွေရဲ့အမည်ဖြစ်ပေမဲ့ရှာဖွေရေးဖွဲ့တွေကအဲ့ဒီအမျိုးစုတွေကိုတွားရောက်ရှာတဲ့အခါမှာလဲလုံးဝရှာလို့ရွာသားတယောက်မှရှာလို့မတွေ့ခဲ့ပါဘူးနှစ်ပေါင်း400ကျော်ကြာသွားပြီးတော့ဒီလူတွေဘယ်ရောက်သွားတယ်လဲဆိုတာဘယ်သူမှမသိရသေးပါဘူးသူတို့တွေတကယ်ပဲတိုင်းရင်းသားတွေရဲ့ဖမ်းဆီးတာခံလိုက်ရတာလားဆိုတာတော့အခုဒီအဖြေလုံးဝရှာလို့မရခဲ့သေးပါဘူး